Hongsan Remix 1 2 3 go ကမယ်မိုက်နေပြီကိုတွေးကတော့မိုက်နေပြီမိုက်တယ်ကိုတွေးကြီးရတကယ်ပြောဒန်ဆာလေးကိုကျော်မင်းအလှဲ့တို့ပြန်လဲရောက်ရှိလာပြီဒန်ဆာလေးကိုကျော်မင်းအလှဲ့တို့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 ခေါ်ရွာလူလေးမှလည်းကိုကျော်မင်းနေနဲ့အဖွဲကြီးကိုခေါ်မလာပဲရက်ကွက်ကကလေးနဲ့ပဲနှွှဲလိုက်လက်နဲ့ချောင်းထောင်မိကြတဲ့အခါလေးကိုတွေးကြီ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 းဦးလေးတစ်ချက်လောက်ပဲကျွန်တော်တို့အကဗီလေးရိုက်နေပြီဟုတ်တယ်ကိုတွေးကြီး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 ချက်လောက်ဖယ်ပေးပါလို့ကျွန်တော်တို့ဒီမှာရိုက်နေလို့ကိုတွေးကြီး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 မိုက်နေပြီကိုတွေးကြီးတော့မိုက်နေပြီကိုတွေးကြီး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 မိုက်တယ်ကိုတွေးကြီးရတကယ်ပြောဒန်ဆာလေးကိုကျော်မင်းအလှဲ့တို့ပြန်လဲရောက်ရှိလာပြီဒန်ဆာလေးကိုကျော်မင်းအလှဲ့တို့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 ခေါ်ရွာလူလေးမှလည်းကိုကျော်မင်းနေနဲ့အဖွဲကြီးကိုခေါ်မလာပဲရက်ကွက်ကကလေးနဲ့ပဲနှွှဲလိုက်လက်နဲ့ချောင်းထောင်မိကြတဲ့အခါလေးကိုတွေးကြီ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 းဦးလေးတစ်ချက်လောက်ပဲကျွန်တော်တို့အကဗီလေးရိုက်နေပြီဟုတ်တယ်ကိုတွေးကြီး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 ချက်လောက်ဖယ်ပေးပါလို့ကျွန်တော်တို့ဒီမှာရိုက်နေလိုက်ကြတာ